ဒီဟန်နီမန်ဂျာလေးကတော့မြေကြီးပေါ်မှာခေါင်းတစ်ရှုပ်ရှုပ်နဲ့အစာရှာနေတာပါ။စာလောင်နေတဲ့ခြေသိမ်းမနှကောင်ကသူ့ကိုအစာအဖြစ်အပိုက်တွက်ထားတာကိုတော့သူမသိသေးပါဘူး။ရုတ်တရက်အန်ဒီရဲ့အနက်ကိုဟန်နီမန်ဂျာလေးရလိုက်ပါတယ်။ခြေသိမ်းမတွေကဘေးကနေတကောင်နောက်ကနေတကောင်ရွာလေးချိကပ်လာနေတာပါ။ဟန်နီမန်ဂျာလေးကစူးစူးဝါးဝါအော်ဟဲလိုက်ပြီးအစွမ်းကိုထွက်ပြေးပါတော့တယ်။ဒါပေမဲ့အချိန်တွေကပူဆိုးသွားခဲ့ပြီးခြေသိမ်းမနှကောင်ကသူ့ကိုဝိုင်းထားလိုက်ပါပြီ။တစ်ဖက်သက်နိုင်မဲ့တိုက်ပွဲလို့ထင်ရပေမဲ့ချင်းချင်းပဲပြင်းထန်တဲ့တိုက်ပွဲဖြစ်သွားပါတော့တယ်။ချင်းသိမ်းမကအမြန်အပြတ်ရှင်းဖို့ဟန်နီဘန်ဂျာလေးရဲ့အကောင်းကိုဝါးတွေနဲ့စိုက်ကင်လိုက်ပါတယ်။ဒါပေမဲ့ဟန်နီဘန်ဂျာလေးကလည်းသူမရဲ့ရှာကိုပြန်ပြီးတော့ကိုက်ချလိုက်ပါပြီ။ပြင်းထန်တဲ့နာကျင်မှုကြောင့်ချင်းသိမ်းမကချက်ချင်းပဲပြန်လောင်းလိုက်ရပါတယ်။ဒီလောက်သိငယ်တဲ့သတ္တဝါလေးကအဲ့လောက်ထိကြားထမ်းလိုက်မယ်လို့အမဲလိုက်တဲ့သူတွေကမထင်ထားခဲ့ပါဘူး။ချင်းသိမ်းမကတိုက်ခိုက်ဖို့ပါဇက်ဟားလိုက်တိုင်းဟန်နီဘန်ဂျာလေးကလည်းပြန်ပြီးတော့ကိုက်ပါတယ်။သူ့ရဲ့ပြင်းထန်တဲ့ဇွဲကောင်းတဲ့ခုခံမှုတွေကြောင့်ချင်းသိမ်းမနှကောင်စလုံးပြာရခတ်သွားကြပါတယ်။တကယ်တော့ဟန်နီဘန်ဂျာလေးရဲ့ထူထဲတဲ့အမွှေးတွေကသူ့ရဲ့အတိုင်းလွာတွေပါပဲ။ချင်းသိမ်းမကက်လိုက်တဲ့အခါလွာမာတုံးကိုဝါးလေရသလိုမျိုးခံစားရပြီးရေပြားကိုဖောက်ထွက်သွားအောင်မကိုက်နိုင်ခဲ့ပါဘူး။အခုဆိုတိုက်ပွဲကဟန်နီဘန်ဂျာလေးရဲ့ထိချုပ်မှုအောက်ကိုရောက်သွားပါပြီ။သူကမတ်မတ်လေးရပ်ပြီးချင်းသိမ်းမကိုစိုက်ကြည့်လိုက်ပါတယ်။ပြီးတော့သူမရဲ့နေရွက်ကိုလမ်းကန်လိုက်ပါတယ်။အဲ့ဒီတစ်ချိန်တည်းနဲ့တင်ခြေသိမ်းမဟာတိုက်ခိုက်ခြေစိမ်တွေပျောက်ဆုံးသွားရလောက်အောင်နာကျင်သွားပါတယ်။နှစ်ဖက်စလုံးခက်တခဏရပ်တန့်သွားကြပါတယ်။ခြေသိမ်းမတွေဝေခွဲမြဖြစ်နေတဲ့ခဏလေးကိုအခွင့်ကောင်းယူပြီးဟန်နီမန်ဂျာလေးကထွက်ပြေးပါတော့တယ်။ခြေသိမ်းမကလည်းချက်ချင်းတတိပြန်ဝင်လာပြီးအနောက်ကနေလိုက်ပါတော့တယ်။ရှေ့မှာတစ်ပင်အတွင်းလေးတစ်ခုတွေ့လိုက်ရပါတယ်။မျက်စိတစ်ပိတ်အတွင်းမှာပဲဟန်နီမန်ဂျာလေးကအမောက်တဲကိုငုတ်ရှိုးဝင်သွားပါပြီ။ခြေသိမ်းမတွေကအပေါင်းဝမှာရင်ပြီးအတူတူတူးကြပါတော့တယ်။ဒါပေမဲ့လက်တွေ့မှာတော့ဘာမှဖြစ်မလာခဲ့ပါဘူး။ခြေသိမ်းမနှကောင်စလုံးဘာမှမရပဲလက်ပလာနဲ့ပြန်သွားရပါတယ်။တစ်ဖက်မှာတော့ဟန်နီမန်ဂျာလေးကအပေါက်ထဲမှာခဏလေးနားလိုက်ရုပ်ပါပဲ။ခေါင်းကိုတစ်ခါခါနဲ့အပေါက်ထဲကပြတ်ထွက်လာပြီးဘာမှမဖြစ်ခဲ့သလိုမျိုးအစာပြတ်ရှာနေပါတော့တယ်